ဟေ့ကောင်မင်းဖယ်သွားမလို့လေတနေုံရှောက်သွားနေတာငါတို့နည်းနည်းပါးပါးမကူဘူးအဖေတို့ကလည်းဗျာကို့ဘာသာကိုဖယ်သွားပေါ့ ငါတို့မှတားလေးတယောက်ရှိတာအားကိုးလို့မရပါဘူးသူ့ကိုယ်တော့ပြန်လှုပ်ကျွေးနေရသေး ဒါတော့မိမကလိုချင်နေသေးတယ်ရေယူကြအောင်မလားပြုတ် ရေတပုံးတစ်ထောင်ပါပြုတ် ရေယူကြအောင်မလားပြုတ် ရေတပုံးတစ်ထောင်ပါပြုတ် တားကိုမိမတောင်းပေးပါအဖေတားသူ့ကိုအိမ်ခေါ်လာတာဒီမှာပဲနေမှာအဖေ အေးမင်းသဘောလေမင်းလှုပ်ကျွေးနိုင်လို့မင်းယူတာဘာဖြစ်လဲ ခုလောလောဆယ်တော့မင်းမိမကိုပြန်မအပ်ပေးနိုင်သေးဘူးငါတို့တောင်ရေရောင်းစားနေရတာမင်းအသိပဲလေဟမ် ကျမကတော့ဘာမှမလုပ်တတ်ဘူးနော်ယောက်ျားလောက်စာထိုင်စားမလို့လိုက်လာတာအဲ့ဒါခုတည်းကပြောထားတာ မင်းရဲ့သားကမိမယူပြီးလဲဘာမှမလုပ်ဘူးသူ့မိမကိုငါတို့ကိုရှာကျွေးခိုင်းတယ် အေးဆိုသူ့မိန်းမကလည်းဘာမှမလုပ်တတ်မကင်တတ်ထမင်းတော့မချက် ချက်တတ်ဘူး ဘဲဥကြော်ပြီးရင်ထမင်းစားတော့မယ်ဗိုက်စာနေပြီ တော့သားနဲ့ချွေးမအတွက်လည်းပို့ကြော်အောင်ပါ အမေလည်းရဘဲဥကြော်နဲ့လာစားကြပါအောင်